Okay bro ကျွန်တော်ကတော့ fan cube ပဲဖြစ်ပါပေါ့နော်ဒီနေ့တင်တော့မှာမချစ်ချက်ကို aura ခိုင်လေးပဲဖြစ်ပါတယ် aura ရဲ့ game နဲ့ပတ်စစ်ကကြာ shock ကိုတခါမှမလဲပဲနဲ့ hero လေးမဝဲဘူးဆိုရင်သူ့ skill ကအလုပ်လုပ်ပါတယ်တပွဲမှာတခါမလဲဒီဘေးနာ aura ရဲ့ဘေးနာနင်းပွက်လေးစီမှာအချုံလေးနှစ်ခုကစိုက်နေမှာပဲဖြစ်ပါတယ် okay ကျွန်တော်ရွေးချယ်လိုက်တဲ့ Google ကတ်လေးကိုကြည့်လိုက်ကြပါစို့โอเคကျွန်တော်ရွေးချယ်လိုက်တဲ့ကက်ကပေါ့နော်ကွန်မန်ဒါကိုလည်းပဲတခုသုံးပြီးကို3ခုရတဲ့ကက်လေးပဲဖြစ်ပါတယ်ဒီပွဲမှာ6နှစ်ချတာပေါ့နော်အဲ6ပွဲစဉ်လေးကိုလည်းဘယ်လိုကြည့်စီကြမှာလဲအခွေကြည့်လိုက်ပါโอเคဒီပွဲရရပါတော့အနိုင်ရရှိခဲ့ပါတယ်လို့ကွန်မန်ဒါ6ဘက်ကလည်းပျော့တာတွေပါတာပေါ့နော်အခုကျွန်တော်ကပေါ့နော်ဒီတိုင်းမချတယ်ဟီးရိုကိုပေါ့နော်မဝယ်ဘူးဝယ်ခြင်းနဲ့ဟီးရိုရှိတယ်မဝယ်ပါဘူး350အောက်လို့အထက်လို့ဆိုရင်တော့ကျွန်တော်စပြီးဟီးရိုရှာမယ်အဲ့လိုပဲလုံးမှာပေါ့နော်ပန်းမရှိကျွန်တော်ကို like and subscribe လေးဖြစ်ဖြစ်လုပ်ပေးသွားကြပါလို့ကျွန်တော်ပြောချင်ပါတယ်အခုကတော့ Commander Angela နဲ့ချမ်းမှာဖြစ်ပါတယ်ထိုးပွဲစဉ်လေးကိုလည်းကြည့်လိုက်ကြပါโอเคကျွန်တော်ဒီပွဲမှာပေါ့နော်ရှုံးသွားပါတယ်လို့နားစရာလေးကျွန်တော်ပြောရလေးရတယ်โอเคကျွန်တော်ပြောခဲ့တယ်လို့ပါပဲကျွန်တော် like and subscribe လေးနဲ့နှိပ်ပြီးတော့အားပေးသွားကြပါရန်မြတ်တာရက်ခံအပ်ပါတယ်လို့โอเคကျွန်တော်အခု hero တွေမဝယ်ပါဘူး synergy ကိုတော့ experiment နဲ့စောင့်မယ်လို့စဉ်းစားထားပါတယ်โอเคနောက်ပွဲစဉ်ကတော့9စက္ကန့်နေစပါတော့နဲ့3နှစ်1โอเคပွဲစားပါပြီမော်စကိုကွန်မန်ဒါမော်စကိုနဲ့ပါโอเคဒီပွဲစဉ်လေးကိုလည်းကြည့်လိုက်ကြပါโอเคဒီပွဲစဉ်လေးမှာလေးပေါ့နော်ကျွန်တော်ရှုံးသွားပါတယ်လို့ပြောအောင်ရှုံးပွဲတွေများနေတော့တည်းဒီကတော့81ပေါ့နော်ဒီလန်ဆွဲတဲ့ဟာလေးကိုလည်းဘယ်လိုကြည့်လိုက်ကြပါโอเคကျွန်တော်ရဲ့မဲပါတပွဲပုံပေါ့နော်လာယူမှာဆိုလို့ဆိုပြီးကျွန်တော်ကခု20ပေးပြီးရောယူလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောပါအောင်မယ်ကျွန်တော်ဒီပွဲမှာဆော့သွားမှာစနက်ကြီးရတော့ Aspera ပါမလားတော့မသိဘူးပေါ့နော်ပိုင်းပါမှာပေါ့နော်ဒါပေမဲ့ ဆော့မှန်းနဲ့ဆော့သွားမှာပဲဖြစ်ပါတယ်လို့ Aspera တော့ပါဖို့ကြည့်ကြပါတယ်ကျွန်တော် Aspera နဲ့ဆော့ရတဲ့ဒီမျိုးပါကဲဆော့မှန်းနဲ့ဆော့သွားမယ်စနက်ကြီးလို့ပေါ့နော်နည်းနည်းတိတိကျကျဒီမှာဟာလူပူစာကိုပြီးကျွန်တော်ဝယ်လိုက်ပါတယ်တော်တော်ကြိုက်တယ်ဒီဟာပူစာတော့ဒီတော့ရှာပါပြီကျွန်တော်ဘာလို့ဖောက်လက်ဆိုင်နေမလို့ကျွန်တော်ကောက်ပြီးအကောင်လုံးဝယ်လိုက်တာပေါ့နော်ဒီမှာခါလီကလည်းသုံးမရဘူးအဲ့တော့သူ့ကိုတော့ဒီပွဲစဉ်မှာထည့်ထားရမယ်လို့ကျွန်တော်တွေးမိပါတယ်โอเคနောက်ထပ်ပွဲစဉ်လေးကိုလည်းဘယ်လိုကြည့်လိုက်ကြပါဟာကွာမင်းကလေတားလွယ်နေမဟုတ်ဘူးလားဒီပွဲရလေမပြောပါနဲ့ကျွန်တော်ကအခုမှခရမ်းမာစတာပဲရှိသေးရပါလို့โอเคဒီပွဲကတော့ဟိုဘက်ကကွန်မန်ဒါအိမ်မနိုင်ခဲ့ပါတယ်လို့ဘာလို့လဲကျွန်တော်ပေါ်မှာ shot man synergy ရှိရလေအဲ့တော့ AC ပေါ်တယ်ပါပဲ experience synergy လည်းရှိတယ်ဘာဖြစ်ပါ experience လည်းရှိရဆို okay sorry okay good စတဲ့ရပါတယ် level မမြင်ပါဘူးဒီမှာကိုကြိုက်တဲ့ဟီကိုမတွေ့ပါဘူးလို့
Mera device လည်းမသုံးပါဘူး Mera device က Hayabusa ပုံသုံးပါပါဒီမှာပေါ့နော်ကျွန်တော်အော်ရောပေါ့နော်မလဲပါဘူးဒါပေမဲ့ကျွန်တော်ကြိုက်တဲ့ hero တွေပါလာရင်တော့ကျွန်တော်ကလဲမှာပဲမရဘူးပေါ့နော် Okay နောက်ပွဲစဉ်လေးကိုလည်းကိုတို့ကြည့်စီကြပါတယ်လို့ Okay ကြည့်ပေးလိုက်ကြပါโอเคဒီဝဲကြီးကတော့အပြတ်တက်ကြီးပေါ့နော်ကျွန်တော်ပုံမှာဆောင်းမှန်းစံနေဟိုဘက်က Aspirant အဲ့တော့ကျွန်တော် EC2 အတားရနဲ့ဖြတ်လို့ရတယ်ကျွန်တော်လည်းနိုင်သွားပါတယ်โอเคဒါကတော့တော်တော်လွယ်တယ်ပေါ့နော်ဘယ်လိုမသိလို့ကြည့်ထားလိုက်ပေါ့နော်โอเคရွေးချယ်ရဲ့ကက်လေးဖြည်းဖြည်းကြည့်လိုက်ကြပါโอเคကျွန်တော်ရွေးချယ်လိုက်တဲ့ကက်ကပေါ့နော်မဟာမိတ်တွေဟိုကစနစ်ကြီးတကူတိုးတာနဲ့မဟာမိတ်တွေရိုးတဲ့ high step လေးစားတိုးပြီးတာကိုပေါ့နော်ယူလိုက်တာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရတယ်ပေါ့နော်ဟိုခရီးနဲ့ချပွဲစဉ်ပဲဖြစ်ပါတယ်ပေါ့နော်ပြောရမယ်ဆိုရင် softman ဆန်လေးပြလိုက်တော့ကျန်တယ်ဒါမိတ်တွေထွက်တယ်ပေါ့နော်ဒီဆန်လေးကြီးကကျွန်တော်အခုမှဆော့ပြီးဆန်လေးကြီးပဲကျွန်တော်အမြဲတမ်းဆော့ရဆန်လေးကြီးကတော့ aspirant တွေနဲ့လည်းဆော့ရပါတော့ကြည့်ကြပါအခု hero တွေရသွားပြီကျွန်တော်ကတော့ဒီမှာတွေ့တယ်ကျွန်တော်ဝဲချင်တယ်ဗျာအဲ့တော့ဝဲဖို့လဲစဉ်းစားပါအတိုင်းမဲ့ဒါကြီးရကြနောက်လည်းငါရအောင်ပါပဲဆိုပြီးကျွန်တော်အတွေးနဲ့ပေါ့နော်ကျွန်တော်မလုပ်ဘဲနဲ့ပေါ့နော်လွတ်လိုက်တာပါဒီနောက်ပွဲခါလီနဲ့ချိန်ပါဗျကျွန်တော်ခါလီကလည်းခါလီကကျွန်တော်ဆန်နေတီးတော့မပါဘူးဆိုချိန်ကိုချိန်ရမယ်ဟီရိုပဲဖြစ်ပဲလိုအပ်နေတဲ့ aspirant မှာ hero တွေပါနေပြီဆိုတော့ဘာမှဖြစ်ဘူးလေချလို့ရပါတယ်မိရရဲ့ပွဲစဉ်လေးကတော့အပြတ်တက်ကြီးနိုင်နေပါပြီပေါ့နော် Okay ပွဲစဉ်ကြီးကြည့်လိုက်ပါလို့โอเคကျွန်တော်ဘက်ကဟာပစာလေးတော်တော်ဒါမိတ်ပြင်းနေတယ်နာနာကလည်းပါနေဆိုဒီဘက်ကမီယာကတော့ရှုံးသွားပါတယ်လို့โอเคမီယာရှုံးနေကျွန်တော်ဟော့ဖြစ်သွားတယ်ပေါ့နော်မီထားနေပြီကျွန်တော်ဒီမှာလည်းလိုချင်တဲ့ hero မတွေ့ပါဘူးဘာသာတစ်ပတ်လည်းမတုံးသေးပါဘူးကြည့်အောင်ဗျာကျွန်တော်မှာ1 star လေးပဲတောင်မရှိဘူးဗျာ1 star တွေပဲရှိတာဗျာဟောစနေတော်ဒီနော်စနေနော်စနေဖုံးလက်သွားလို့ဖုံးလက်သွားလို့အေးsorry ဖုံးလက်သွားလို့โอเคလေတော့နဲ့တိပေါ့နော်โอเคပွဲစဉ်လေးကိုကြည့်လိုက်ပါโอเคဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်ထပ်ပြောင်းပြောရပါလိမ့်မယ်ကျွန်တော်ရဲ့ account လေးပေါ့နော်ဒီထိကြည့်ပြီးသွားပြီဆိုရင်ဗီဒီယိုကိုဒီထိကြည့်ပြီးသွားပြီဆိုရင် like and subscribe လေးဖြစ်ဖြစ်ပေါ့နော်အပတ်မရှိရင်ကျွန်တော်တခါလေးလုပ်ပေးသွားပါလားလို့ကျွန်တော်မြတ်တိုင်ရိုက်ခံရပါတယ်ဘယ်လိုလုပ်ပြီးမယ်ဆိုရင်လည်းဘယ်လိုပမာဘာမှမဖြစ်ဘူးလေဗျာဒီတိုင်းနဲ့နှိပ်လိုက်ရုံပဲဆိုတော့ဘယ်လိုပဲကွာလဲအပတ်မရှိဘူးလေအဲ့တော့ဘာမှဖြစ်ပါဘူးနှိပ်ပေးလိုက်ကြပါလို့မြတ်တိုင်ရိုက်ခံရပါတယ်ဒီလိုနှိပ်ပေးမှာပဲကျွန်တော်တို့ဘယ်လိုဘက်ကတိုင်းမှုနေပါပြန်ဖြည့်ပေးမှာပါဖြည့်ပေးလို့ရမှာပါโอเคနောက်ကြရင်ပေါ့နော် mobile legend ဖတ် mobile legend ဖတ်ပန်းပြီးတင်ပေးမယ်ပေါ့နော်အခုကတော့ magic set ကိုဝယ်ဖြစ်ပါတယ်โอเคကျွန်တော်ကတော့ဒီပွဲမှာတော့ experience energy ရဲ့ short mass energy ကိုအဓိကအသုံးပြုပြီးတော့ short ခဲ့တာပဲဖြစ်ပါတယ်လို့โอเคဒီချောင်းနဲ့ပွဲစဉ်လေးကိုကြည့်လိုက်ကြပါလို့โอเคကျွန်တော်ဒီဘက်မှာရပေါ့နော်အနိုင်ရရှိခဲ့ပါတယ်လို့ကျွန်တော်ရဲ့ experiment sanity ရဲ့ point ပေါ့နော်60ရှိတော့ပါပြီအခုကျွန်တော်ယူသွားတဲ့ဟရလေးကြည့်လိုက်ပါလို့ကျွန်တော်ဟာလာပူစာဝဲယူမှာဗျကြည့်လိုက်ပါလားโอเคကျွန်တော်ဟာလာဘူစာကိုယူလိုက်တယ်ပေါ့နော်ဒီထဲမှာ experience နဲ့ဒီ crystal လေးပဲယူလိုက်ရပြမေမတပိုက်ကိုဟာလာဘူစာပုံမှာ3မှာယူတွေးထားပါတယ်
3နဲ့3မှာပါဟာဘူဇာမေရာတစ်ပိုင်းနဲ့လိုက်တယ်လို့သူက2ရဲ့ damage ကတော်တော်လေးမိုက်တယ်ဟိုဆန်နယ်ကြီးထဲမှာလည်းတော်တော်အားကောင်းတယ်ပေါ့နော်ဟာဘူဇာဆဲကောင်းอ่ะနောက်ပိုင်းမှာဗျာနာလူပါဆန်နယ်ကြီးလေးပါဆန်နယ်ကြီးလည်းမေ့တော့မဟုတ်ဘူးဗျာလူကြီးဆန်နယ်ကြီးလည်းပါလာမှာပါဆော့နန်းဆော့လာဆိုအလူကြီးဆန်နယ်ကြီးလည်းပါလာတော့ပေါ့နော်အဲအကြောင်းပဲကြည့်ပြီးလိုက်ပါဒီပွဲမှာတော့ပေါ့နော်ကျွန်တော်ရဟာပူဇာပါသူမှမရှိတော့ဘူးပိုင်းလိုက်ပါလို့ပြောတော့ပါဘူးရှုံးတော့ပါပြီလို့ဒီကျွန်တော်ဒီပွဲမှာပေါ့နော်ရှုံးခဲ့ပါတယ်ရှုံးတော့ပါပြီလို့ငချင်းတာဟာမှာပါလေရှင်းပါပြီဘာမှလောက်လိုက်နေအောင်မရလိုက်ဘူးကျင်းပြကျွန်တော်လူတင်တဲ့ဟီးရိုတော့မှလည်းမသိချဘူးလေအဲ့ဒါလည်းခွေးတယ်ငါလည်းဟီးဝါလေးရင်းနေတာAspiran crystal ခေါ်လိုက်တော့ကျွန်တော် question ရတာပါ question ပေါ့နော် question ဟာပူစာလည်းပဲ up လုပ်အောင်ကောင်းမယ်လို့ထင်ပါတယ် view ဆိုရင်တော့တန်းလုပ်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်ပွဲစားမလုပ်လိုက်တော့ဟာပူစာကတူးတမဖြစ်တော့ဘူးဒီပါဦးလားကျွန်တော်လေဒီ Moscow ပွဲစဉ်လေးရတော့ပေါ့နော်ကျွန်တော်ရှုံးသွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဘာမှ1 star ရကြီးပဲဗျာသူ့ဘက်ကကောင်းတယ်တော့ကျန်းတယ်ထဲမှာလည်းပါတယ်ဟာရာပူဇာလည်း damage ကမထွက်ဘူးဆိုတော့ကျွန်တော်ကဒီပွဲမှာ defeat ဖြစ်သွားတာပေါ့နော်ပြီးတော့ဟာရာပူဇာ damage ကတော့ဟာရာပူဇာထွက်ပါတယ်ဒါပေမဲ့ VSK ကတော်တော်မလုံလောက်တာဗျာကြည့်အောင်လမ်းလုံးလိုက်တာလမ်းလို့ရော Okay ဒီပွဲမှာလည်းရှုံးခဲ့ပါတယ်လို့ Okay ကျွန်တော်ရွေးချယ်ကက်လေးရတော့ Mera တစ်ပိုက်ဖဲဖြစ်ပါတယ်ဘာလို့လဲ Mera တစ်ပိုက်နှစ်ခုလေတော်တော်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တခုကိုဟာရာပူဇာပေါ်တုံးလိုက်ပြီးနောက်တစ်ခုကတော့တခြားကောင်ပေါ်ပေါ့နော်နောက်ဒီ round မှာဆိုရင်ကျွန်တော် blazing ထတာရအောင်ပါအဲ့တော့ကျွန်တော်ဟာရာပူဇာပေါ်ပဲတုံးပါဒီကောင်ပေါ်မှာမတုံးအဲ့ဒါမှဟာရာပူဇာလည်းစောက်ကျန်းဖြစ်သွားမှာလေအာဟာမျိုးပဲပေါ့နော်ဟာဟာ Okay ဒီ round မှာပေါ့နော်တော်တော်ကျန်းတယ် blazing လေးရလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်က Mera တစ်ပိုက်ကိုလိုချင်တာဒါပေမဲ့ Mera တစ်ပိုက်ကသူကမပေးဘူးဆိုတော့မရဘူးပေါ့လေဒီကတော့ကျွန်တော်လည်း crystal ထည့်ရပါတယ် Aspiran crystal လိုက်ပါတယ် Aspiran ကိုချက်ထည့်ဦးမှကျွန်တော်ကဒီဘောကတော့သူ့တွေးဖြည့်တဲ့ဟာလေးနဲ့လဲလိုက်တယ်ကျန်တဲ့ဟာလေးပေါ့နော်ဟာဘူဇာကအဲ့လေ exhaustive ဟာလေးကသူ့ပုံမှာလည်းသူပြန်သုံးလို့ရတာဗျာအဲ့ကျွန်တော် BOD ထည့်ပေးလိုက်တယ် Aspiran ဆန်တဲ့ကြီးတော့နားရဲထည့်ပါတော့ထည့်ပေးလိုက်ပါတယ် Okay ဒီပွဲစဉ်လေးကိုကြည့်လိုက်ကြပါOkay ကျွန်တော်ဒီပွဲမှာလည်းပေါ့နော်ရှုံးသွားပါတယ်ဟိုဘက်ကဆန်နေကြီး AA1 commander A1 ကျတော့သူက maximum ဆန်နေကြီးနဲ့ဆိုတာဗျကျွန်တော်ကအနီးကပြီးတော့သူ့ရှင်မှာ air ဖာတွေလည်းပါတယ်ကျွန်တော်ကလုံးဝမနိုင်ဘူးလေကျွန်တော်ထဲမှာလည်းကြည့်ရအောင်2 star ရေးကြည့်ပဲ1 star ကိုပါတယ်တကောင်မှနော်လေကျွန်တော်ကလည်း1 star မှာပါတယ်စင်ပြေဦးလေကျွန်တော်စပြီး heal ကြီးရှာနေဝယ်တော့မှာပဲဖြစ်ပါတယ်နားဝယ်ထားမယ်တိအောင်ကျွန်တော်ပတ်စံဒီလောက်နဲ့ဆိုရင်ဘယ်ဟီးလို့မဆိုကောက်ဝယ်လိုက်လို့ရတယ်ဟဲကလည်းဝယ်ပဲပေါ်လာတဲ့ကောင်မှလည်းကျွန်တော်အကုန်ဝယ်မှာပဲမရဘူးလေကျွန်တော်ကဒီမှာရှုံးသွားလိုက်ယူဆိုတော့ Okay ကျွန်တော်ဟီးရိုးရှာပုံတော်လေးကိုဒီလိုကြည့်လိုက်ကြပါဟုတ်ကဲ့ကျွန်တော်ပတ်စံတရားမှာပေါ့နော်ရလိုက်ပါတယ်ဒီကောင်ကဟိုဘက်ကမတ်ကို damage တွေပြင်းတာကိုအဲ့တော့ကျွန်တော်ကွန်မနာမီယာနဲ့ဆိုရင်တိတ်ကြီးမချကြဘူးဗျာပြင်းနေအကွန်မနာမီယာနဲ့ချရသူမတ်ကို damage တွေပြင်းတာဗျာကြည့်ပါဦးအဲ့မရိုင်းတာလေးကွန်မနာမီယာရဲ့ဟွာကြီးတော်တော်ကျန်းနေပြည့်မတ်ကိုတော်တော် damage တွေထွက်တယ် Okay ဟီးရိုးရှာပါပြီဒီရှင်ရဲ့ကူရှင်ဝင်မယ် assassin နဲ့ဟီးရိုးတွင်ကျွန်တော်အကုန်ဝင်ပါဘူးပုံဝင်မှာဟဲကကိုရောင်းလိုက်တယ်ရောင်းတင်ရောင်းထိုက်တာပေါ့ကွာတော့ကြည့်ပုံကျွန်တော်ရှာရှိပြီးတော့ export ဝယ်ပြီးတော့ပြန်ရောင်းလိုက်တာပဲအဲ့လိုမျိုးကျွန်တော်ကလည်းကြောင်တယ်လက်ကလည်းရှာရှိပြီးဝယ်လိုက်တာဘာလို့လဲမသိကျွန်တော်လက်ကလည်းရှာရှိမိတယ်သူကအဲ့ဒါကိုရှာရှိပြီးဝယ်လိုက်သေးရကျွန်တော်ကလည်းသူကဖန်နီက30သားလေးကြီးတော်တော်ဖြစ်နေဖန်နီကဒီဝယ်ရှုံးသွားတယ်ကျွန်တော်ညလောက်ဘူးလို့ထင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကပတ်စံလေးတိုးတော့လေ
ဝယ်ဖို့မေ့နေခဲ့တယ်လို့စိတ်ညစ်တယ်ငါလေဒီပွဲမှာလည်းကျွန်တော်ယူတဲ့ item လေးရတော့ hero capacity ပေါ့နော် capacity 1ကိုယူလိုက်တယ်ဘယ်လိုလဲကျွန်တော်မှာဘွေးကိုကြည့်လိုက်ပါဦးတစ်စက်ဖဲကြံတော့တယ်ကျွန်တော်ထင်တယ်ကျွန်တော်ဒီပွဲပြီးရင်ရှုံးတော့ပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါပေမဲ့ရှုံးကြမလဲရှုံးမှာပါငါဆရာကြီးလေဟဲ့အဲ့လိုမျိုးတော့ကီလေးဖုတ်တယ်ရတယ်လို့ဒီလားတော့ကီတပေါက်ရှန်တောက်ဆိုကြည့်ပါအောင်အနာလေးရှိရဆိုမှဗျာနနာရဲ့လင်းပြန်စနေကြီးလို့လည်းမှတ်ထားလိုက်နနာမပေါင်းတဲ့ဖို့ဆိုတာဟဲ့လင်းပြန်စနေကြီးလည်းရှိရတယ်လို့โอเคနနာသူ staff ဖြစ်သွားပြီကျွန်တော်တင်လိုက်တာပေါ့နော်ဟိုအဲ့မာဂိမ်းကနမ်းမလို့ဟီးရိုးတွေကတော့ပါလာတယ်ကျွန်တော်ပတ်ဆောင်ကောင်လေးတော့ရှုံးနေနေလို့ဆိုပြီးဒီကအေဖာကြီးကသူ့စတားတဲ့မရိုင်းလိုက်တာကြည့်အောင်ကြာမေရာနဲ့ခြာနေရတော့ငါဘွားဆိုးဝါးနေရတယ်โอเคဒီမေရာပွဲကိုပဲကျွန်တော်နိုင်ခဲ့တယ်ကျွန်တော်ဒီပွဲမှာလုံးဝတတိယနိုင်ကြီးရှိဟိုဘက်ကကောင်းနေကိုလေကြီးကြပါဦးကျန်းထောနေကြရပဲအဲ့ဒါကြောင့်ငါတို့လည်းမချခြင်းနာဟာကျွန်တော် experience နဲ့ဒီဘက်ကို100ကျော်မှဖောက်တင်လိုက်တာဗျာ90ကျော်မှဖောက်လိုက်တော့ကျွန်တော်လက်ခွမ်းနေဖြစ်ကုန်ရောအဲ့တော့ငါလေးခံရမှာပေါ့လေငါလေးဖင်ရပြီးတော့ဖောက်တာဦးလို့ပြောမယ်နော်ကျွန်တော် experience ဘောက်ကိုပေါ့နော်900ကျော်900ကျော်900ကျော်ဆိုရင်မဖောက်နဲ့ဘူးဘယ်လိုတွေ့ရမှာ20ကျော်လို့30ကျော်လို့ဆိုရင်ရောက်ပြီဆိုတော့ဖောက်တင်ရင်ဖောက်လိုက်ပေါ့နော်ဘယ်လိုနိုင်မထင်တော့မဖောက်နဲ့ပေါ့နော်တွက်ချက်ပြီးတော့ကိုနဲ့ကြမဲ့ဟီရိုးကိုပေါ့နော်ရွေးပေါ့နော်ကျွန်တော်ဒီဝဲမှာတော့အနိုင်ရရှိခဲ့တယ်ဘယ်လိုကျွန်တော်ဘက်က source mass နဲ့ကြီးလာစုံသွားပြီဆိုရင်ကျွန်တော် damage တွေထပ်ပြီးလေကျွန်တော် source mass နဲ့ကြီးတကောင်လေးညာဘက်ကောင်လုံးမသိဘူးကြာသိတော့ဗျာကျွန်တော်ဒီဘက်မှာတတိယရဖို့ရခင်တော့ထိတ်တန်းစင်းဖြစ်နေရပေါ့နော်ဒီတတိယရင်းကြီးရှိရဲကျွန်တော်ကโอเคဒီ round ရဲ့ပွဲစဉ်လေးကိုပေါ့နော်ဘယ်လိုရေးချိလိုက်ကြပါရဲ့ဘယ်လို ကျွန်တော်ကပေါ့နော် golden stand နဲ့ holy crystal ဆိုတဲ့ item လေးကိုယူလိုက်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ထဲမှာမေးတွေပါတယ်ဗျာ။မိပါတော့တို့ S item တွေဆက်ပေးရတယ်။ကျွန်တော်ကမလိုချင်တဲ့ hero တွေနဲ့ဖယ်လိုက်တယ်ပေါ့နော်။ကျွန်တော်လိုမှာကျတော့ assassin ရိုးတွေဗျ။ရပါအောင်လို့ကျွန်တော်ဒီပွဲမှာကျွန်တော်ပြောရမယ်ဆိုရင်ရှုံးခဲ့တယ်ပေါ့နော်။တတိယနေကြလို့ရပါတယ်။1 2 3ပေါ့နော်။အဲ့လောက်တော့ဝင်ခဲ့ပါတယ်။ကျွန်တော်ဒီပွဲမှာလည်းရှုံးသွားပါတယ်။ဘာလို့လဲဆိုဒီမေလာဒါကျန်းနေရလို့ပြောရမှာဗျာကြည့်ကြပါရှုံးတယ်လို့ပြောနေကျွန်တော်နိုင်သွားပြန်ပြီကိုရှုံးတယ်လို့ထင်နေပါဇက်ကလည်းနောက်ဇက်ကလည်းစုပ်တာဟာကိုရှုံးတယ်လို့မှန်နေရှိတော့ဗာဒီနိုင်ပါလို့โอเค alpha 2 star alpha 2 star ရှိတယ်โอเคချန်ကဲဝယ်လိုက်ပါတယ်ငါလည်းကိုရှုံးမယ်ဆိုပြီးတက်ပတ်ကနေတတွေ့ကြထက်ငါလည်းကြောက်စိတ်မရှိပါဘူးကိုလည်းရှုံးမယ်ထင်နေပါလေငါမကြမ်းငါစုပ်ပြတ်တန်နေအောင်အဲ့လောက်ကြည့်ကြတယ်ဒီဝဲမှာရှုံးဖို့တေးကြသွားပြီဖေကောင်မှလည်းတေးစီကြမှာမကြမ်းတော့ဘူးအနည်းဆုံးတော့တတိယတော့ရလောက်ပါလေကိုဘက်ကယူဆောင်ကြီးကြည့်ကြပါဦးလက်ချက်လောက်မြောက်လိုက်တာနဲ့အကုန်လုံးကကဘာကြီးပြည့်နေတာတစ်ချက်လောက်လေးဝေ့ရမ်းလိုက်တာနဲ့အကုန်လုံးပေးကုန်ကြတာကြီးโอเคဒီဝဲရတော့ဗောနော်တတိယနေရာနေရခဲ့ပါတယ်โอเคဒီနောက်ဆုံးတော့ပြောလိုက်ပါမယ်ကျွန်တော်ရဲ့အကောင့်လေးကိုဗောနော် like and subscribe လေးဖြစ်ဖြစ်နှိပ်ပေးခဲ့ကြပါလို့โอเคအားလုံးကိုတတာဘိုင်